အားလုံးပဲမင်္ဂလာပါကျွန်မကတော့ Adventist University of the Philippines မှာဒုတိယနှစ်တက်မဲ့ nursing ကျောင်းသူပဲဖြစ်ပါတယ်ဒီနေ့ကျွန်မ video recording လုပ်ရတဲ့ဒီရက်ချက်ကတော့ကျွန်မတက်နေတဲ့အကြောင်းကဘယ်နေရာမှာရှိပြီးတော့ဘယ် major တွေဘယ်လိုနေရာမှာတက်ရမလဲဆိုတဲ့အကြောင်းတွေကိုအနိုင်ရိုက်ကူထားတာပဲဖြစ်ပါတယ်ကဲဒီကျောင်းကတော့ဖိလစ်ပင်းနိုင်ငံမနီလာမြို့နယ်နဲ့နိုင်ဝေးတဲ့ Pupingohoy ဒီလန်ကပီတဲမှာရှိပါတယ်အခုချိန်မှာတော့ကျွန်မပေါ့နော်ဒီကျောင်းမှာ course တွေကိုဘယ် department မှာသင်လဲဆိုတဲ့ဟာကိုလိုက်ပြမှာဖြစ်ပါတယ်ဒီမှာကျတော့အဝိုင်းဖြစ်တယ်ပေါ့နော်ဒီအဝိုင်းကဒီဖက်လန်သွားရင်ယောက်ျားလေးဆောင်ရောက်မယ်ဒီဖက်သွားရင် vegetarian နဲ့ မိန်းကလေးဆောင်ဖက်ရောက်မယ်ဒီဖက်ကတော့ကျွန်တော်တို့စာသင်နေတဲ့ကျောင်းဆောင်တွေဖက်ပေါ့နော်ရတီဦးတို့ဒီနေ့ရတီဦးတို့ကတော့နည်းနည်းမိုးအုံနေတယ်အဲဆိုနည်းနည်းမောင်နေတယ်ဒီမှာတော့ music department သွားနေတာလည်းဖြစ်ပါတယ်Center for Graduate Studies ဆိုတဲ့ Master တွေကျောင်းတင်တဲ့ကျောင်းဆောင်ပဲဖြစ်တယ် building ပဲဖြစ်တယ်ပေါ့နော်အခုမြင်နေရတဲ့ building ကတော့ကျမတို့ကျောင်းသူကျောင်းသားတွေအပတ်တိုင်းဖျားကျောင်းတက်တဲ့ building ပဲဖြစ်ပါတယ်ဒါတော့ nursing ကျောင်းသူတူဖြစ်တယ်သူကတော့ဒီဖိလစ်ပင်းနိုင်ငံလုံးမှာ board exam ဖြေတဲ့အချိန်မှာ top 7 ရပြီးတော့အောင်မြင်တဲ့သူဖြစ်တယ်ဒါတော့ dentist top 1 top 1အခုကျွန်တော်တို့မြင်နေရတဲ့ building ကတော့ College of Health ဆိုတဲ့ building ပဲဖြစ်တယ်ပေါ့နော်။ဒါကဒါကတော့ကျွန်တော်တို့ minor တွေကျွန်မတို့ကတော့ minor တွေပေါ့နော်ဒီမှာ College of Theology and Education ရှိတယ်ပြီးတော့ Maths ပေါ့နော်ဒီမှာအခုပြမယ့် building ကတော့ College of Arts and Humanities ဆိုတဲ့ဒီဘက်မှာမြင်ရတဲ့ college ကတော့ College of Education ဖြစ်တယ်နောက်တစ်ခုကတော့ College of Theology ပဲဖြစ်တယ်ဆိုတော့ College of Theology, College of Education and College of Arts and Humanities ကတော့၃ခုကိုဆက်ထားရတယ်နော်ဆိုတော့အခုကတော့တခြား building တွေသွားမယ်နော်ခုမြင်ရတဲ့ building က College of Business ဖြစ်တယ်ဒီမှာတော့ business သမားတွေဒီမှာသူတို့ဖြစ်တင်ကြတယ်ပေါ့နော်ကျမတို့အတွက်ဆိုရင်လည်း business ရဲ့ minor တွေရှိရင်တော့ဒီကျောင်းဆောင်မှာကျမတို့ like တက်မှာပဲဖြစ်ပါတယ်ကဲအခု building ကတော့ College of Science and Technology ပေါ့နော်ကျမတို့ NFE တို့ Biochem တို့minor တွေတက်ချင်တော့ဒီကျောင်းဆောင်မှာတက်ပါတယ်သူတပြည့် biology တို့လည်းဒီမှာတက်တယ်အခု building ကတော့ကျမတို့ College of Nursing ဖြစ်တယ်ဒီမှာပြုရကျောင်းတက်ရတဲ့ကျောင်းဆောင်ပဲဖြစ်တယ်ကျမပါဝင်ပါဒီနေရာကတော့ကျမတို့ library ပဲဖြစ်တယ်ကျမတို့အခါမှာဆောင်ကြည့်ချင်ဘူး library မှာပဲစာကြည့်ချင်တယ်ဆိုတော့သူတွေလည်းဒီမှာလာကြည့်လို့ရတယ်ပြီးတော့ဒီ library ရဲ့အောက်ထပ်ကနှစ်ထပ်ရှိတယ်ပေါ့နော်အပေါ်ထပ်ကတော့ library 3ပြုပြီးတော့အောက်ထပ်ကတော့ကျမတို့ဒီကျောင်းလုံးရဲ့ office ရှိတယ်ပေါ့နော်ကျမတို့ကဲပြီးခါနေပြီပေါ့နော်ကဲဒီကျောင်းဆောင်ကတော့ကျမတို့ College of Medicine ဖြစ်တယ်ဆရာဝန်တွေဒီမှာကျောင်းတက်တယ်ပြီးတော့မတက်တွေလည်းဒီမှာပဲတက်ကြတယ်ပေါ့နော်သူတို့ကဲဒီနေရာကတော့ကျမတို့အများအားနည်းနည်းနားပြီးတော့ကစားတာပဲဖြစ်ဖြစ်နားတာပဲဖြစ်ဖြစ်နေကြလောက်ကြတယ်ပေါ့နော်ညာတော့ Central Park ဆိုရဲကျမတို့ရဲ့ park ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျမတို့ College of Dentistry ပဲဖြစ်တယ်ဒါကတော့သွားဆရာဝန်တွေတက်တဲ့ကျောင်းဆောင်ပါဒီညာကတော့ Food Service Department ပဲဖြစ်တယ်ကျမတို့ cafeteria ပေါ့နော်ကျမတို့နေစားရတဲ့ဖြစ်တစ်ခုနေစားရတဲ့ဖြစ်ဒီညာကျမတို့စားကြပါမယ်ဆိုတော့ကျမကအားလုံးကိုခြုံပြီးပြောရမယ်ဆိုရင်တော့ဒီကျောင်းမှာ Arts and Humanities ရဲ့ Education, Nursing ရဲ့ Business, Health, Science and Technology ရဲ့ Dentistry, Medicine နဲ့ Theology ဆိုပြီးတော့ college ကဒီမှာ9ခုရှိရပါတော့
ကြောက်ဒီမှာကျွန်တော်တို့ဒီမှာတောင်းတက်တဲ့ international တောင်းတူတွေအားလုံးရဲ့နိုင်ငံအားလုံးတွေကိုချိန်ထားတယ်ပေါ့နော်ဒီနေ့အတွက်ဗီဒီယိုကတော့ဒီတော့ပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုအစနဲ့ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်တယ်ပြီးတော့ဒီဗီဒီယိုမှာပါတဲ့အချက်လက်တွေကိုပေါ့နော်ကြည့်ရှုသူညီကိုမောင်နှမတွေအားဖြင့်သဘောကျပြီးတော့စိတ်ဝင်စားပြီးတော့တပားတူအတွက်လည်းအသုံးဝင်မယ်ဆိုရင်တော့ဒီဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ကျွန်မရဲ့ဒီ page လေးကို follow လုပ်ပေးရတဲ့ကျွန်မအနေနဲ့တောင်းဆိုချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်